ဂျာဆူဝမှုတွေကနေရတဲ့ငွေမြေးတွေတရားဝင်စီးပွားရေးလောကလေးကိုဖီလိုများရောက်သွားတယ်လို့ထင်ပါတယ်လေနီလန်းတွေရှိပါတယ်အတော်လေးကိုရှုပ်ထွေးတဲ့နီလန်းတွေပါဒီတစ်ခေါက်မှာတော့အဲ့ဒီငွေမြေးကိုငွေဖြူဖြစ်အောင်လုပ်တဲ့ process ငွေကြေးခဝါချောင်းမှုအကြောင်းကိုအတူတူခြေရာခံကြည့်ကြရအောင်ကဘာပေါ်မှာနေလိုက်လို့ရာဇဝတ်မှုတွေနဲ့တရားမဝင်ငွေတွေအများကြီးထွက်နေလေဒါပေမဲ့အဲ့ဒီငွေတွေပြေရောက်သွားလဲဗနာရေးစနစ်ထဲမှာဘလို့ခြေရာဖျောက်ပြီးပျောက်သွားကြတယ်လေအဲ့ဒီနောက်ွယ်ကနီလန်းတွေကိုတစ်ချက်လောက်ဖို့ထုတ်ကြည့်ကြရအောင်ကဲဒီ process ကြီးတစ်ခုလုံးကိုနားလည်ဖို့ဆိုရင်အရင်ဆုံးအခြေခံအဆုံးစကလုံးတစ်လုံးကိုသိဖို့လိုတယ်အဲ့ဒါကတော့ငွေမြဲဆိုတာဘာလဲဆိုတာပါပဲ money laundering မြန်မာလိုတော့ငွေကြေးခဝါချမှုပေါ့ပြောရရင်တော့ယူရှင်းပါပဲတရားမဝင်နီလန်းနဲ့ရလာတဲ့ပိတ်ဆန်အဲ့ဒါကိုငွေမြဲလို့ခေါ်ကြတာပေါ့အဲ့ဒီငွေတွေကိုတရားဝင်လုပ်ငန်းတစ်ခုခုကနေရလာတယ်လို့မျိုးပုံစံဖန်တီးလိုက်တာပါပဲတနည်းအားဖြင့်ညစ်ပတ်နေတဲ့ပိတ်ဆန်ကိုရှော့ဖွက်ပြီးတန့်စင်လိုက်တဲ့သဘောပါပဲဟုတ်ပြီဒါဆိုရင်အဲ့ဒီငွေမြဲတွေကိုငွေဖြူဖြစ်အောင်ဘယ်လိုရှော့ရလဲအဓိကအားဖြင့်အဆင့်3ဆင့်ပန်ရှိပါတယ်ဒီဆင့်တွေကိုသိလိုက်ရင်သူတို့ရဲ့လက်ကွက်တွေကတသွန်ရှင်းသွားပါလိမ့်မယ်အဲ့ဒီဆင့်3ဆင့်ကတော့ဒါဒီပါပဲပထမဆုံးက placement နေရာချထားတာဒုတိယက layering အလွာဒီခံပြီးရှုပ်ထွေးအောင်လုပ်တာနောက်ဆုံးတစ်ခုကတော့ integration တရားဝင်ငွေကြီးစနစ်ထက်ကိုပြန်ပေါင်းထည့်လိုက်တာပေါ့ကဲတဆင့်ချင်းစီဘာတွေလုပ်လဲဆိုတာအသေးစိတ်ကြည့်လိုက်ကြရအောင်ကဲပထမဆုံးအဆင့် placement ဒီမှာတို့လောက်တာကငွေသားများကြီးကိုပဏာကြီးစနစ်ထဲစပြီးသွင်းတာဥပမာ smurfing ဆိုတဲ့နီလန်းပေါ့ပမာဏများတဲ့ငွေကိုတခါတည်းဘဏ်ထဲဖောင်းမသွင်းဘူးအဲ့လိုအစစ်စစ်ခံရနိုင်လေလीအဲ့တော့လူတွေအများကြီးပန်ကောက်တွေအများကြီးသုံးပြီးနည်းနည်းချင်းစီခွဲထည့်လိုက်တယ်ဒါမှမဟုတ်နောက်ဒီနေ့ကစားတော့ဆိုင်တို့ကားစစ်ဆိုင်တို့လို့နေ့စဉ်ငွေသားဝင်တွေလုပ်ငန်းတွေရင်တရားဝင်ငွေတွေကိုသူတို့ငွေမြဲတွေကိုရောထည့်ပြီးစည်ရင်းသွင်းလိုက်တာမျိုးပေါ့ Okay ဒုတိယအဆင့်က layering ဒီအဆင့်ကအတီးကပဲဘာလို့လဲဆိုတော့ငွေရဲ့မူလရင်းမြစ်ကိုလုံးဝရှာမရအောင်လုပ်တဲ့အဆင့်မို့လို့ပဲဒီမှာတို့ကနီလာမျိုးစုံထုံးပြီးခြေရဖျောက်ကြတယ်ဥပမာနိုင်ငံတကာကဘဏ်အကောင့်တွေများကြီးကြားတဲ့ကိုပတ်စံကိုအကြိမ်ကြိမ်လွှဲတာမျိုးပေါ့ဒါမှမဟုတ်ရွှေတို့ပန်းချီကားတို့အိမ်ချမ်းမြေတို့လိုတန်ဖိုးကြီးပစ္စည်းတွေဝယ်လိုက်ပြန်ရောင်းလိုက်လုပ်တယ်ပြီးတော့အတော့အများဆုံးကတော့ share companies တွေပေါ့တကယ်လုပ်ငန်းမရှိတဲ့ company အမိခံတွေထောင်ပြီးအချင်းချင်းအယောင်းဝယ်လို့တို့လိုပုံစံဖန်တီးကြတာနောက်ဆုံးအဆင့် integration မှာတော့အဆင့်စစ် short ပေးတာငွေဖြူတွေကတရားဝင်စီးပွားရေးလောကတဲ့ကိုပြန်ရောက်လာသည်ဘယ်လိုပုံစံနဲ့လဲဆိုတော့တရားဝင် company ကြီးတွေမှာ share ဝင်ဝယ်တာမျိုးလုပ်ငန်းသစ်တွေမှာယင်းနှမျိုးနန်းထားမျိုးပေါ့ဒါမှမဟုတ်တကယ်မရှိတဲ့ဝန်ဆောင်မှုတွေမရောက်တဲ့ကုန်ပစ္စည်းတွေအတွက်ငွေတောင်းခံလွှာအတူတူဖန်တီးပြီးတော့တရားဝင်ငွေအဖြစ်စင်းထည့်ထည့်လိုက်ကြတာပဲဒါပေမဲ့ရာဇဝတ်ကောင်တွေကတနည်းအားဖြင့်မှရမနေဘူးလीနီးပညာတွေတိုးတက်လာတဲ့အများသူတို့ရဲ့ငွေကြေးခွာချဲတဲ့နီလန်းနေရလဲပို့ပြီးတော့ခင်မိလာတယ်ကဲအခုခေတ် modern money laundering ပုံစံတွေကဘယ်လိုရှိလဲတစ်ချက်ကြည့်လိုက်အောင်ဟုတ်တယ်နီလန်းတွေကတကယ်ကိုခက်နဲ့အညီပြောင်းလဲလာတာအရင်တုန်းကတော့ငွေသားသုံးတဲ့လုပ်ငန်းတွေပါမာလူကိုယ်တိုင်တွားပြီးငွေသွင်းတာတွေကအဓိကပေါ့အခုခေတ်မှာတော့အလျော်မဟုတ်တော့ဘူး Bitcoin လို cryptocurrency တွေ online gaming platform တွေကတော့ငွေမဲတွေကိုငွေဖြူဖြစ်အောင်လုပ်တဲ့နေရာတွေဖြစ်လာနေပြီကဲငွေဖြူလုပ်တဲ့ဘလို့ဆိုတဲ့ process ကိုတော့သိသွားပြီအခုဘယ်နေရာတွေမှာဖြစ်များဆုံးလဲဆိုတာကိုကြည့်ရအောင်ကမ္ဘာပေါ်မှာငွေမဲတွေစီးဝင်နေတဲ့အဓိကနေရာတွေအကြောင်းလေ့လာကြည့်ကြအောင်ဆိုတော့အဲ့ဒီငွေမြဲတွေအားလုံးကဘဲကိုသွားနေကြတာလေကမ္ဘာနေရာဘလို့နေရာတွေကိုဥတီစည်းဝင်နေကြတယ်လေအဓိကပြစ်မှတ်ထားတဲ့နေရာတစ်မျိုးကတော့ tax havens တွေပေါ့ဘာလို့လဲဆိုတော့ဒီနေရာတွေရဲ့အဓိကအားသာချက်ကငွေရှင်ဘယ်သူလဲဆိုတဲ့အချက်လက်ကိုလုံးဝလျှို့ဝှက်ပေးထားလို့ပဲဥပမာ Cayman ကျွန်းစုတို့ Panama ရော British Virgin Islands တို့လိုနေရာတွေကတော့ဒီလိုမတမာသူတဲ့အတွက်တကယ်ကိုပဲရဲသူလိုပါပဲနောက်ထပ်နေရာတစ်မျိုးကတော့ဥပဒေစိုးမိုးမှုအားနေတဲ့နိုင်ငံတွေနဲ့ပဋိပက္ခဖြစ်နေတဲ့နိုင်ငံတွေပဲဘာလို့လဲဆိုတော့အဲ့လိုနိုင်ငံတွေမှာတရားမဝင်ရလာတဲ့ပိတ်ဆန်တွေကိုဝင်ဖြူလို့ရလာကပို့ပြီးတော့လွဲနေလို့ပဲဥပမာ FATF ရဲ့အမည်မြဲစာရင်းတဲ့ယုံနေတဲ့မြန်မာနိုင်ငံပြီးတော့မြောက်ကိုရီးယားနဲ့အီရန်တို့လိုနိုင်ငံတွေကဒီအမျိုးစားလေးမှာပါနေတာပေါ့ဒါပေမဲ့တကယ်ကိုအိုင်အော့ဆရာကောင်တဲ့အချက်တစ်ခုရှိသေးတယ်အဲ့ဒါကဘာလဲဆိုတော့စီကန်ဒီတင်းချက်ပါတယ်ဆိုတဲ့ကဘာဖန်တိုင်ကြီးပဟိုချက်မျိုးကြီးတွေကိုလိုင်းကငွေမဲတွေစီးစင်းရနေရအကြီးကြီးတွေဖြစ်နေတာပါပဲဥပမာ UK မှာဆိုရင်လန်ဒန်မြို့ရဲ့အိမ်ချမ်းမြေဈေးကွက်ဟာကဘာနန်ကငွေမဲတွေအတွက်အဝတ်လျော်စကြီးလို့ဖြစ်နေတာဒါကြောင့်မလို့ London Laundromat ဆိုပြီးနာမည်ပြောင်းတော့ရနေတာအမေရိကန်မှာဆိုရင်လည်း Delaware လို့ပြည်နယ်မျိုးမှာ share company တွေထောင်ရတာအယမ်းလွယ်တော့ဒါကိုအခွင့်ကောင်းယူပြီးငွေကြေးခွာချမှုတွေလုပ်ကြတာပေါ့ Basel AML Index ရဲ့စာရင်းကိုကြည့်လိုက်မယ်ဆိုရင် Haiti, Myanmar, Congo Democratic သမ္မတနိုင်ငံ
ဒီလိုနိုင်ငံတွေကငွေကြေးခဝါချမှုအန္တရာယ်အမြင့်ဆုံးစီးရင်မှာထိတ်ဆုံးကနေရှိနေတာကိုတွေ့ရမှာလိမ့်မယ်ဒီအချက်ကဘာကိုပြနေလဲဆိုတော့ဥပဒေစိုးမိုးမှုအားနည်းတဲ့နေရာဒီကိုမတမာသူတွေဘလောက်အဖြစ်ပြတ်မှတ်ထားနေလဲဆိုတော့ရှင်းရှင်းလင်းလင်းမြင်သာစေပါတယ် โอเคဒီလောက်ရှုပ်ထွေးခဲ့ငွေကြေးခွာချမှုတွေအကြောင်းပြောပြီးပြီဆိုတော့ဒါကဘာကြောင့်အရေးကြီးတာလဲဒီရဲ့နောက်ဆက်တွဲအကျိုးဆက်တွေကဘာတွေဖြစ်မလဲဆိုတာကိုဆက်ကြည့်ရအောင်အဓိကကတော့နိုင်ငံတနိုင်ငံရဲ့စီးပွားရေးကိုတော်တော်လေးထိခိုက်ပျက်စီးစေတာပါပဲဒါအပြင်အဲ့ဒီငွေဖြူဖြစ်သွားတာပိစံတွေကမူရစ်ဈေးဝါမောင်ခိုလုပ်ငန်းတွေအကြမ်းဖက်မှုတွေလို့တခြားရာဇဝတ်မှုတွေကိုဆက်ပြီးတော့အားပေးသလိုဖြစ်နေတော့ပြီးတော့ပန်ဒါရေးဖွဲ့စည်းတွေရဲ့ယုံကြည်ကိုးစားမှုကိုလည်းပျက်စီးစေတယ်နောက်ဆုံးမှာတော့ FATF လို့နိုင်ငံတကာဖွဲ့စည်းတွေရဲ့အမိမဲစီရင်သွင်းတာတန်ခတ်ပိတ်ဆို့ထားတွေကိုပါခံလာရနိုင်မှာပဲမြစ်ပညာအသစ်တွေနဲ့ရှေ့ကနေအမြဲတမ်းတက်လန့်တာနေတဲ့မတမာသူတွေပြီးတော့သူတို့နောက်ကနေလိုက်လံသားစီးနေရတဲ့ဥပဒေဒီကြောင်နဲ့ကြွက်ပြေးလိုက်တန်းကစားပွဲကြီးကတကယ်ပဲဘယ်တော့မှပြီးဆုံးမှာမဟုတ်တော့ဘူးလားဒါတော့တကယ်ကိုစဉ်းစားစရာမိခွန်းတစ်ခုပါပဲ